အားလုံးပဲမင်္ဂလာပါနော်သူဒီဝါလာရှင်ချင်းမိတ်ဆွေများကိုမများအားလုံးပဲမင်္ဂလာပါပြုစုကြပါစေလို့ခွေဖြိုး channel ကနေပြောပြန်လဲပြကြိုဆိုလိုက်ပါတယ်ဗျကဲအားလုံးပဲနော်ခွေဖြိုးကိုမြင်တဲ့အားပေးတဲ့ခွေဖြိုးချင်းမိတ်ဆွေတွေညီကောင်မလေးအားလုံးပဲကျွန်တော်ရဲ့ VFan လေးကိုတွေ့ပြီဆိုရင်ဝိုင်းဝေ share ပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုရင်အခု VFan လေးဒီဒါကျွန်တော်ကိုမြင်တဲ့အားပေးရဲ့ကိုမလေးကောအခုမှတွေ့တဲ့လိုတဲ့ကိုမလေးကောကျွန်တော်တို့ဒီနေ့ကြာပေးနေညနေ4နာရီခွဲစီမှာကျွန်တော်တို့အဆင်ပြေရမယ်မင်းရောကွက်မိန်ပတ်ဒီရှက်ပတ်ဒီရှက်မင်းရောကွက်ကိုလာရောက်ပြီးတင်ဆက်ပေးတယ်။ကိုရီမလီအတွက်အကျိုးရှိတဲ့ VFan လေးတွေဖြစ်ပါတယ်။နော်။အကြောင်းမို့ကျွန်တော်ကိုမလီဘက်ကနေပြီးတော့နော်ကျွန်တော်ရဲ့ VFan လေးကိုတွေ့ပြီးမြင်ပြီးဆိုတာနဲ့ဝိုင်းပြီးတော့ share ပေးပါမျှဝေထားပေးပါ share တော့ share ပေးမယ်မျှဝေနိုင်တော့မျှဝေပေးမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့နော်ဒီမနေ့နော်ကြာပြီးနေ့မနက်ပိုင်းမှာဆိုရင်ကျွန်တော်65လုံးဝကိုအောင်မြင်မှုရရှိခဲ့တယ်။ဒီညနေမှာလည်းကျွန်တော်တို့ဒီညနေကြာပြီးနေ့ညနေ25ရက်17လပိုင်းနောက်ဆက်လာပိုင်းနောက်25ကြာပေးတဲ့ညနေ4နာရီခွဲစီမှာထပ်ပြီးတော့အဆင်ပြေရမယ်ထပ်ပြီးတော့အောင်မြင်မှုရရှိရမယ်ဆိုတော့မင်းရောတစ်ခွက်ကောင်းကိုပေးသွားမှာဖြစ်တယ်နော်အဲကြောင့်မို့ကိုင်မလေးဘက်ကနေမင်းရောတစ်ခွက်ကောင်းလေးကိုလိုချင်တယ်ပပန်လန်လေးပေါက်ချင်တယ်ပပန်လန်လေးရချင်ပါတယ်တခါမှလည်းမပေါက်ဘူးလို့ပေါက်ဘူးချင်တယ်တခါမှလည်းမြင်ရဘူးလို့ရဘူးချင်ပါလဲမင်းရောတစ်ခွက်ကောင်းလေးကိုထိထိမိမိလေးနဲ့နော်အောင်ပွဲတွေခံချင်ပါလဲလက်မလေးထောင်ပြီးဓာတ်ရည်ရှိမှငွေတွေထုတ်ချင်ပါလဲဆိုတော့ကျွန်တော်ကိုင်မလေးတစ်ခါလဲကြည့်သွားပေးပါတစ်ခါလဲကြည့်တစ်ခါလဲယူသွားနော်ကိုင်မတစ်ခါလဲကြည့်တစ်ခါလဲယူသွားပါကျွန်တော်ရဲ့ VFan လေးဒီ4မိနစ်5မိနစ်လောက်ပဲလွှင့်တဲ့ VFan လေးဖြစ်တယ်နော်4မိနစ်5မိနစ်လောက်လွှင့်တဲ့ VFan လေးကိုမှကိုင်မတွေကစားကနေစောင့်တိမကြည့်ဘူးဆိုရင်နော်ကျွန်တော်ပေးမဲ့ပတ်တီးကျွန်တော်ပေးမဲ့မယောကွက်ကိုင်မတွေကျွေးကြည့်မဲ့ပတ်တီးတွေမယောကွက်လေးကိုရရှိမှာတော့မဟုတ်ဘူးအဲကြောင့်မို့ကျွန်တော်ကိုမလေးဘက်ကကျွေးတွေကြေခြင်းနဲ့နော်လက်ရွှေလေး4မိနစ်5မိနစ်လောက်ကကြည့်လို့ဘာမှမဖြစ်သွားပါဘူးဆိုတဲ့ကိုင်မလေးတစ်ခါလဲကြည့်သွားပေးပါနော်4မိနစ်5မိနစ်လောက်နဲ့နော်ကြည့်လို့ကိုရီမလေးအတွက်ကျွေးကြည်ရမယ်ခနဲ့ကျွေးကြည်ရမယ်ပတ်သီးကျုံကျွေးကြည်ပြီးအမျက်တွေရမယ်မင်းရောကွက်ကိုပေးသွားမှာဖြစ်တယ်အဲကြောင့်မို့ကိုရီမလေးဘက်ကနေပြီးတော့နော်မင်းရောကွက်တစ်ခွက်ကောင်းလေးကိုလိုချင်တဲ့ဆိုရင်တော့တစ်ခါလဲကြည့်သွားနေတာကြီးတွေနေတာကြီးကိုရီမလေးဇိုးတွေထွေးကိုရီမလေးရှောင်းမြန်းနေလက်ကြီးသမားလေးတစ်ခါလဲပဲမတွေ့ဘူးကိုမှတွေ့ဘူးသွားမပေါက်ဘူးသေးကိုမှပေါက်ဘူးသွားအောင်လို့ like share လေးတွေမျှဝေထားပါကျွန်တော်ရဲ့ channel လေးကို subscribe မနှိမ့်ရသေးနှိပ်ထားပေးပါဦး channel လေးကို subscribe မနှိမ့်ရသေးနှိပ်ထားပေးပါဘာကြောင့်လဲကျွန်တော်လွှင့်တဲ့အခါကျွန်တော်တင်တဲ့အခါလေးကိုတွေ့ရအောင်လို့ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါအများမြင်များတွေ့အောင်လို့ဝိုင်းဝေ share မှု share လေးတွေမျှဝေထားပါတော့ကြောင့်မို့ကိုမလေးပကလေးကိုကြီးမိုင်းကြီးကတော့ဒီမနေ့မှတော့မတွေ့လိုက်ရလို့တော့ညနေကိုအခုမှတွေ့လို့ဒီညနေကြာပြီညနေလေးမှတော့တော့အကျွေးတွေကြည်ကျင်တဲ့ပတ်တိလုံးနဲ့ပတ်သိနဲ့ရှောင်းလာတဲ့ကျွေးကိုနော်ကြည်အောင်စိုက်ကျင်တဲ့ကိုဖြိုးပေးတဲ့ကဏ္ဍကိုပဲနော်ယူပြီးစော့မယ်ယူပြီးကစားမယ်ဆိုတဲ့ကိုမလေးတစ်ခါလဲကြည့်သွားပေးပါအကျွေးကြည်မယ်အမျက်တွေရမယ်ပတ်ရမယ်ပတ်တိနော်ပတ်တိနဲ့ဝါနာပါလဲကိုမလေးပတ်တိနဲ့ပတ်ရမယ်ပတ်တိဒီ38ပတ်တိဖြစ်တယ်နော်ပတ်တိဒီ38ပတ်တိ3ကြိုက်ရဲ့ကိုမလေး3ကိုပတ်ပေးပါ8ကြိုက်ရဲ့ကိုမလေးက8ကိုပတ်ပေးပါ38ပတ်တိတစ်လုံးအားကောင်းပါလေကျွန်တော်အကြဆုံးပတ်တိဒီညနေမှာ3ပတ်တိကိုကြိုက်တယ်နော်အကြဆုံးကတော့3ပတ်တိ3ကိုကြိုက်တဲ့ကိုမလေး3နဲ့မယုတ်ကွက်တိ38 39 33 34 31ဖြစ်တယ်နော်3နဲ့ဆိုရင်38 39 33 31ဖြစ်ပါတယ်ရှစ်ကိုကြိုက်လို့ထိုးမှဆိုရင်ရှစ်နဲ့မယုတ်ကွက်တိ88 89 80 85ပါနော်ရှင်းတယ်ဆိုရင်88 89 80 85ဖြစ်တယ်နော်ပတ်တိကတော့38ပတ်တိ38ပတ်တိအကျွေးကြည့်ပဲပတ်တိကတော့38ပတ်တိ39 89ပတ်မဆိုရင်ကျွေးကြည့်မယ်အကြိုက်ဆုံးဒီပို့ပြီးကျွေးကြည့်ရမယ်ဆိုတော့အကြိုက်ဆုံးပတ်တိတစ်လုံးဒီ3ပတ်တိဖြစ်တယ်အကြိုက်ဆုံးက3ကိုပို့ပြီးကြိုက်တယ်ရှစ်ကတော့ထိုးခြင်းလေးကြေုံလေးအနေဖြစ်ပဲစော့ပါကစားပေးပါအားလုံးပြောချင်တယ်နော်တခွက်ကောင်းလေးဒီ39တခွက်ကောင်းကြိုက်တယ်နော်39ဒီမင်းရောတခွက်ကောင်းလေးဖြစ်တယ်နော်3နဲ့ဆိုရင်38 39 33 31ရှင်းတဲ့မင်းရောကွက်ဒီ88 89 80 85တိတိမီမီပပနာနိုင်လေးနဲ့ထိုးမဲ့ဆိုရင်39တခွက်ကောင်းကြိုက်တယ်ဒီညနေမှာ2 plate ကျင်းတွေပေါ့လာပါလိမ့်မယ်ကောင်းကောင်းပတ် break ဒီ2 plate ဖြစ်တယ်2 plate ကို38ပတ်ပြီး2 plate ဆိုရင်ကိုရီမလေးကနက်က2ခွက်ပဲရှိတယ်ကျွန်တော်အကြိုက်ဆုံးကတော့38ကိုတော့39ကိုပို့ပြီးကြိုက်ပါတယ်ကဲအားလုံးပဲအကြိုက်တူပါလဲဝါနာတူပါဆိုတော့မှယူပြီးစော့ပါယူပြီးကစားပါအကြိုက်မတူရင်ဝါနာမတူရင်လုံးဝမထိုးပါနဲ့ကျွန်တော်တို့အမှားမှန်နဲ့ရှိတယ်မှန်လက်ခါလည်းရှိတယ်မှားလက်ခါလည်းရှိတယ်မှားမှန်ကိုလက်ခံပေးပါ
အမှားမှန်ကိုလက်ခံပြီးမှကျွန်တော်တို့ရေရှည်လေးတွဲသွားလို့စီမီမှာမနှမ်းညတစ်ချိန်အားမခံတယ်ကန်ကောင်းရနှစ်ချိန်ပြီးပါလိမ့်မယ်ကျွန်တော်ဒီမနက်ပိုင်းမှာတစ်ချိန်ပြီးခဲ့ပြီဒီညနေကိုတစ်ချိန်ထပ်ပြီးတော့မိမယ်ဆိုရင်နှစ်သီးစားတွေသုံးသီးစားရပါလိမ့်မယ်ကဲအားလုံးပဲရောက်အောင်စော့ပါကြည်အောင်ကစားပါကံပေးရဲ့အချိန်မှာရောက်အောင်ယူပါရောက်အောင်ကစားပေးပါအားလုံးပြောချင်ပါလေအားလုံးပဲကဲလက်မလေးနှိပ်ပြီး channel လေးကို subscribe လေးမနှိပ်ရသေးရင်နှိပ်ထားပေးပါ channel ကို subscribe နှိပ်တာလေးတွေမပြင်းပါနဲ့နှိပ်ထားပေးပါလက်မလေးလေးနှိပ်ထားပါတစ်ယောက်နဲ့တစ်ယောက်ရမယ်နှစ်ယောက်နဲ့နှစ်ယောက်ရမယ်သုံးယောက်နဲ့သုံးယောက်ရမယ်တွေးပြီးမြင်ပြီးဆိုတော့လက်မနှိပ်ထားဝင်မလေးဝင်မလို့ပေးမလို့လက်မလေးလေး like share လေးပဲလို့တဲ့ပေါ့ရင်တော့လှူပေးပါတန်ပေးပါအလှူတိုင်းရင်လုပ်ပေးပါပြောချင်ပါတယ်နောက်လိုအပ်တဲ့ quality ကိုဖြည့်ပေးပါဘာကြောင့်လဲဝင်မလေးကုသိုလ်ရလို့ကျွန်တော်လည်းကုသိုလ်ရတယ်အလှူတိုင်းတွေတော့လုပ်ပေးပါလို့เนาะအားလုံးပြန်ပြောမြင်တာရခံချင်ပါလေကဲအားလုံးပဲဒီဘာလေးကိုတည်းရလာခွင့်ပြပါလေကဲအားလုံးပဲဘိုင်ပါเนาะအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံကြပါစေလို့တည်းနေဆုတောင်းပေးပါလေကဲအားလုံးပဲညကြပါပဲပြန်ရင်သိဆုံးကြပါမယ်ဗျာဘိုင်ပါ